မင်္ဂလာပါဒေးလီဖက်မြန်မာမှာကြိုဆိုပါတယ်ဒီနေ့တော့ပင်လယ်ပြင်ရဲ့အဝဲအကောင်းအရာကိုတင်ဆက်ပေးမှာပါလူသားတွေဟာလကဘာကိုတွားနိုင်ခဲ့ပေမဲ့ပင်လယ်အောက်ပိုင်းကိုတော့ပြေဝမစူးစမ်းနိုင်သေးဘူးဆိုတာတင်ပြပါသလားသိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရကမ္ဘာသမုဒ္ဒရာတွေရဲ့80%ကျော်ကိုယနေ့ချိန်ထိမစူးစမ်းရသေးပါဘူးပင်လယ်နှစုံနေရာကမာရီယာနာတက်လို့ခေါ်ပြီးနတ်ပေ3600ကျော်ရှိပါတယ်။အဲ့ဒီနတ်မှာနေအောင်ကြည့်တော့ရောက်နိုင်မှာဘူး။ဒါပေမဲ့အော်စရာကောင်းတာကအဲ့ဒီလိုအမောင်တူကြီးတဲ့မှာတောင်တက်ရှင်နေတဲ့တရားဝါတွေရှိနေပါတယ်။တချို့ငါးတွေဟာသူတို့ကိုယ်တိုင်လင်းထုံနိုင်ကြပြီးတားကောင်ဖန်ဖို့တုံ့ပြကြပါတယ်။သိပ္ပံပညာရှင်တွေကလည်းနေ့စဉ်မျိုးစိတ်တစ်တွေကိုထားပြီးတွေ့ရှိနေကြပါတယ်။တချို့လူတွေကတော့ပင်လယ်ရေအောက်ရှေးဟောင်းမျိုးတော်တွေရှိနေနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အဲ့ဒီချက်ကိုသိပ္ပံပညာရှင်တွေကအတည်ပြုထားခြင်းမရှိသေးပါဘူး။ဒါကြောင့်ကမ္ဘာပင်လယ်ဟာကမ္ဘာပေါ်မှာကြီးမားသောလှုပ်ဝက်ချက်တွေကတစ်ခုဖြစ်နေရဖြစ်ပါတယ်။ဒီဗီဒီယိုသဘောကျရင် like and subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။ Daily Fat မြန်မာမှာနောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်။